ဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးခြင်းနဲ့အကြောင်းအရာကတော့ယူတိုင်းနေ့စဉ်လုပ်နေပေမဲ့တိတ်ပြီးအရေးမထားမိတော့တဲ့အိတ်ဆက်ခြင်းအကြောင်းပါပဲ Matthew Walker ရဲ့လေးလာတွေ့ရှိချက်တွေကိုအခြေခံပြီးအိတ်ဆက်ခြင်းဆိုရဲ့အရေးကြီးတဲ့ဇီဝကမဆိုင်ရာလိုအပ်ချက်ကိုနည်းနည်းလေးလာကြည့်ကြရအောင်ခဏလောက်စဉ်းစားကြည့်ပါလားတော်တော်များများအတွက်အဖြေရောက်ခဲ့တဲ့မေခွန်းတစ်ခုဖြစ်နေမှထင်တယ်ဘာလို့လဲဆိုတော့ဒါဟာတယောက်ဆက်နှစ်ယောက်ဆက်ကျုံနေတဲ့ပြဿနာမဟုတ်တော့ဘူးလေကဘာနဲ့ချီပြီးဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုမီးမောင်းထိုးပြနေတာပါဟုတ်ပြီပထမဆုံးအပိုင်းကိုကြည့်လိုက်ကြရအောင်အရေးပြတဲ့ဆိုတာဖြင်းလို့အားနည်းလို့ဖြစ်တာမဟုတ်ပါဘူးဒါဟာကဘာလုံးဆိုင်ရာကျန်းမာရေးအကြက်တဲ့တစ်ခုဖြစ်လာနေပြီဆိုတာကိုဒီအပိုင်းမှာတွေ့ရမှာပါဒီကိန်းကနန်းကိုကြည့်ပါဖွံ့ဖြိုးပြီးနိုင်ငံတွေကအရွယ်ရောက်ပြီးသူ၃ပုံမှ2ပုံဟာအကြံပြုထားတဲ့တည8နာရီအိတ်ချင်းကိုလုံးဝမရကြဘူးတဲ့ဒါကိုကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီး WHO ကကပ်ရောဂါအဆင့်လိုတောင်သတ်မှတ်ထားပါတယ်အခြေအနေကတော်တော်လေးစိုးရိမ်စရာကောင်းနေပါပြီဆိုတော့အကျိုးဆက်တွေကဘာတွေလဲတညကို6နာရီအောက်ဖုံးမှန်အေးတာကခန္ဓာကိုယ်ထဲကအင်္ဂါပိုင်းတိုင်းကိုထိခိုက်စေပါတယ်နှလုံးဦးနှောက်ကိုယ်ခံအားစနစ်အားလုံးပါပဲနောက်ဆုံးမှာကင်ဆာတို့အယ်ဇိုင်းမာရောဂါတို့လိုကြောက်စရာကောင်းတဲ့ရောဂါတွေဖြစ်နိုင်ခြေအထိမြင့်တက်လာစေနိုင်ပါတယ်ဒီလောက်ဆိုးရွားတဲ့အကျိုးဆက်တွေရှိမှန်းသိပြီဆိုတော့ဒီပြဿနာရဲ့အရင်းမြစ်ကိုနားလည်ကိုလိုလာပြီပေါ့ကျွန်တော်တို့ရဲ့နိုးထတာတွေအိတ်ဆက်တာတွေကိုဘယ်အရာတွေကထိန်းချုပ်နေရလဲအဓိကကြတဲ့ဇီဝကမယန္တရားနှစ်ခုကိုလေ့လာကြည့်ကြရအောင်ကောင်းပြီကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတစ်နေ့လုံးအားပြိုင်နေတဲ့စနစ်နှစ်ခုရှိတယ်လို့မြင်အောင်ကြည့်လိုက်ပါပထမတစ်ခုက circadian rhythm လို့ခေါ်တဲ့ကိုယ်တွင်းနာရီပေါ့သူကနေလားညလားဆိုတာကိုအမြဲအချက်ပြနေတယ်ဒုတိယတစ်ခုကတော့ adenosine ဖိအားပါဒါကတော့နိုးနေတဲ့အချိန်ကြာလာလေတဖြည်းဖြည်းများလာပြီးအိတ်ချင်စစ်ကိုဖိအားပေးလာတဲ့ဓာတုပစ္စည်းတစ်ခုပါပဲဒီ graphs ကအဲ့အားဖိုင်မှုကိုရှင်းရှင်းလင်းလင်းပြနေတာပါနေဘက်မှာကိုသွန်းနာရီ process C ကနုနေပါလန်းလန်းဆန်းဆန်းနေဆိုပြီးတွန်းအားပေးနေချူမှာနောက်ကွယ်မှာ adenosine ဖိအား process S ကတိတ်တိတ်လေးတဖြည်းဖြည်းမြင့်တက်လာပါတယ်ဒီနှစ်ခုရဲ့အားပြိုင်မှုကကျွန်တော်တို့ရဲ့တနေ့တာလုံးကိုထိန်းချုပ်ထားတာပါအဲ့ဒီတော့အိတ်ချင်စစ်ကဘယ်အချိန်မှအပြင်းထန်ဆုံးဖြစ်လာတယ်လဲဆိုတော့ညနေပိုင်းမှာ adenosine ဖိအားကအမြင့်ဆုံးရောက်လာပြီးကိုရွေးနိုင်ရဲ့နိုးနေဆိုတဲ့အချက်ပြမှုကအားနည်းသွားတဲ့အချိန်ပါပဲအဲ့ဒီမှာဒီစစ်နှစ်ခုကြားကကွာချက်ကအကြီးဆုံးဖြစ်လာပြီးမအိပ်ပဲမနေနိုင်တော့တဲ့အခြေအနေကိုရောက်သွားတာပါဟုတ်ပြီအိပ်ပျော်သွားပြီဒါဆိုဘာတွေဆက်ဖြစ်မလဲအိပ်ဆက်တယ်ဆိုတာဦးနှောက်ကိုပိတ်ချလိုက်တာမျိုးမဟုတ်ပါဘူးတကယ်တော့အထဲမှာအလော့တီအုံချုံရှုပ်နေတာပါဘယ်လိုရှုပ်ထွေးပြီးတက်ကြွတဲ့အဆင့်ဒီနဲ့ဖွဲ့စည်းထားလဲဆိုတာစက်ကြည့်ကြရအောင်ဒီ hypnogram ဆိုတာကတညတွားအတွင်းဦးနှောက်ရဲ့ခရီးသွားလမ်းကြောင်းကိုပြတဲ့မေးပုံတစ်ခုလိုပါပဲအိတ်ဆက်ချင်းဟာမိနစ်60ကြာတဲ့စောက်ဝန်းတွေနဲ့အတက်အကျလဲပတ်နေတာပါအိတ်ဆက်ချင်းအစင်နဲ့တာအစင်ပို့တာကိုထပ်ခါချက်တန်းပြီးအစင်တိုင်းမှာသူ့ရဲ့အရေးကြီးတဲ့တောင်းတွေကိုထမ်းဆောင်နေတာပါဒါပေမဲ့ဒီမှာအရင်ရေးကြီးတဲ့ချက်တစ်ခုရှိတယ်အဲ့ဒါကတော့အိတ်ဆက်ချင်းအစင်တွေကတညလုံးမှညီမျှဖြစ်မနေပါဘူးညဦးပိုင်းမှာ NREM လို့ခေါ်တဲ့နှစ်ချိုက်အိတ်ဆက်ချင်းကအဓိကဖြစ်ပြီးမနက်မိုးလင်းခါနီးမှာတော့ REM လို့ခေါ်တဲ့အိမ်မက်မှတ်တဲ့အဆင့်ကအဓိကနေရာယူထားပါတယ်ဆိုတော့ဒီအဆင့်တွေကဘာတွေလုပ်နေကြတာလဲပန်းပုတ်ထူတာနဲ့ဥပမာပြကြည့်အောင် NREM အိတ်ဆက်ချင်းကမလိုအပ်တဲ့ရွှင်ဆေးတွေကိုဖယ်ရှားခြင်းလင်းပေးတဲ့အဆင့်မှာ REM အိတ်ဆက်ချင်းကြတော့အဲ့ဒီပေါ်မှာအသေးစိတ်အလှဆင်ပြီးယာတွေကိုဆက်တွေခေါ်ပေးတဲ့အဆင့်ပေါ့တစ်ခုကမှတ်မြန်တွေကိုတင်စီပြီးနောက်တစ်ခုကတော့တီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်နောက်ဆုံးအပိုင်းကိုရောက်လာပါပြီဒီလောက်စနစ်တကျတီးဆောက်ထားတဲ့အိတ်ဆက်ချင်းကိုကျွန်တော်တို့မလိုက်နာတဲ့အခါဘာတွေဖြစ်လာမလဲအေးရေးပြက်ချင်းအတွက်ပေးဆက်ရတဲ့တန်ဖိုးကဘလောက်ကြီးမားလဲဆိုတာကိုဒီအပိုင်းမှာအသေးစိတ်လေးလာကြည့်ကြပါမယ်ဒီအချက်လက်ကတကယ်ကိုမယုံနိုင်စရာပါပဲလက်စင်တိုင်းလူတန်းပေါင်း16,000ကျော်ဟာ Daylight Savings အချိန်ပြောင်းရင်းကိုစမ်းသပ်မှုတစ်ခုလုပ်နေကြတယ်ရလက်ကကြောက်စရာကောင်းပါလေအိတ်ချိန်တနာရီရောသွားတဲ့အခါနှလုံးရောဂါထဲ့တဲ့နှုန်းက24%တက်လာပြီးအိတ်ချိန်တနာရီပိုရတဲ့အခါမှာတော့21%ပြန်ကျသွားပါတယ်အိတ်ချိန်တနာရီလေးကအသက်နဲ့သေးချင်းကိုတော့ဆုံးဖြတ်ပေးနိုင်ပါတယ်အိတ်ဆက်ချင်းကစိုးကျိုးတွေကိုရှောင်ဖို့တခုတည်းမဟုတ်ပါဘူးအကောင်းဆုံးစွမ်းဆောင်ရည်ကိုထုတ်ဖော်နိုင်ဖို့လည်းဖြစ်ပါတယ်ဒီ NBA ကစားသမားတွေကိုကြည့်အိတ်ချင်းပိုရယုံနဲ့သူတို့ရဲ့စွမ်းဆောင်ရည်ကတီးသားတက်လာတယ်ဟုတ်ပါတယ်ကျွန်တော်တို့အများစုက NBA ကစားသမားတွေမဟုတ်ပါဘူးဒါပေမဲ့ဒီလိုစွမ်းဆောင်ရည်တိုးတက်မှုမျိုးကကိုယ့်ရဲ့အလုပ်ပညာရေးနေ့စဉ်ဘဝအတွက်ဘယ်လောက်တောင်အထောက်အကူပြုနိုင်မလဲဆိုတာစဉ်းစားကြည့်အနှုံ40%ဒါဟာတညလေးအရေးပြည့်ယုံနဲ့ကျွန်တော်တို့ရဲ့ဦးနောက်ကအချက်လက်အသစ်တွေမသားနိုင်စွမ်းဘယ်လောက်တောင်ကြာဆင်းသွားလဲဆိုတာကိုပြနေတာပါစာမှုပွဲတဲ့တညလုံးစာချက်တွေပဲထား
ဦးနောက်ကရေစစ်ကွက်လိုဖိနေပြီးဘာအချက်လက်မှထိန်းထားနိုင်မှာမဟုတ်ပါဘူး ဒီတငါကတတလေးဆွဲကြံရစ်စေပါတယ်ဆိုတော့အိတ်ဆက်ချင်းကဘလို့အလုပ်လုပ်တယ်လဲနင်းလိချိုက်ချိုက်အိပ်ပျော်နေချိန်မှာဦးနောက်ရဲ့ကိုယ်ပိုင်တန့်ရှင်ရေး system glymphatic system ကအလုပ်ဆောက်လုပ်ပါတယ်သူကတနေ့တာလုံးစုပုံလာတဲ့အစိတ်အတောက်တွေကိုရှင်းလင်းစေကြပေးတာပါအဲ့ဒီအစိတ်တောက်တွေထဲမှာ Alzheimer ရောဂါနဲ့ဆက်ဆက်နေတဲ့ plug တွေလည်းပါပါတယ်အဲ့ဒီမဝရင်အဲ့ဒီအမိုက်တွေကဦးနောက်ထဲမှာစုပုံလာမှာပါ ဒီအချက်လက်တီအားလုံးကိုစာရေးသူကိုယ်တိုင်ရဲ့ဒီစကားတစ်ခုနဲ့အနစ်ချုပ်လို့ရပါတယ်။ဘယ်ဈေးဝါဘယ်အစာအသောက်ဘယ်လေးချင်းကန်းကမှတညတာအိတ်ဆက်ချင်းအပြည့်ဝါကပေးနိုင်တဲ့အကျိုးကျေးဇူးကိုမပေးနိုင်ပါဘူး။ဒါဟာကျွန်တော်ရဲ့စခိုးလုံးစင်းတဲ့အတွက်နေ့စဉ်နေရမယ့် reset ခလို့တစ်ခုပါပဲ။ ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးစဉ်းစားရမယ့်မေးခွန်းတစ်ခုရှိပါတယ်။ဒီတော့အရေးကြီးတဲ့အိတ်ဆက်ချင်းကိုစိန်ခံပစ္စည်းတစ်ခုလိုသဘောထားနေလောက်ကိုရက်တန်းကရက်ပြီးကိုချမ်းမရဲ့အတွက်မရှိမဖြစ်လိုအပ်တဲ့အခွင့်အရေးတစ်ခုအဖြစ်ပြန်လည်တောင်းဆိုဖို့အချိန်တန်ပြီမဟုတ်ဘူးလား